Hello，大家好。အခုကတော့ YFM မှာ Fancy ဖက်ဆန်ဖြေထားပြီးတော့ကြောင်ပေလူနာရဲ့အချိန်လေးပဲဖြစ်ပါတယ်။အဲ့တော့ပြင်းတာနဲ့ Fancy တစ်ချောင်းလုံး YFM မှာရိုက်ခဲ့တဲ့ဗီဒီယိုလေးတွေကို collect လုပ်ပြီးတော့ပြင်းပြေပြန်တင်ပြသွားမှာပဲဖြစ်ပါတယ်။ဒါကတော့ကြောင်ရှိရာစိုက်ပုတ်ကြီးပဲဖြစ်ပါတယ်။ဒါကတော့ ISH တတိယတန်းမှာရှိတဲ့ sport ground ပဲဖြစ်ပါတယ်။ဒါကိုတော့လေးတော့နေပြီးတော့လမ်းမရိုက်ထားပဲဖြစ်ပါတယ်။ဒါကတော့ Shu ရဲ့ classroom ပေါ့နော်။ဒါကတော့ Japanese ပဲဖြစ်ပါတယ်။တပုံရရင်လည်းအရင်လိုက်နော်။ဒါကတော့ library ပါ library အရှိမလူစားလေးကတ်ထားရပေါ့နော် library ထဲဝင်လိုက်တာနဲ့ဒီလိုခုံလေးတွေနဲ့ကိုကြိုက်တဲ့စာအုပ်တွေကိုယူပြီးတော့ဖတ်လို့ရပါတယ်နော်ဟန်ကူကန်မှာဆိုလို့ရှိရင်တကားနေရင်ကိုရီးယားရောက်သွားတဲ့လိုမျိုးခံစားရတယ်ကဲဝင်ဆက်စုကြည့်ရပေါ့နော်ဝါရင်းမှာဆိုလို့ရှိရင်ကိုရီးယားစာအုပ်တွေပဲတိတက်ထားတာဆိုတော့ကိုကြိုက်တဲ့ကိုရီးယားစာအုပ်ကိုရေးပြီးဖတ်လိုက်ရမယ်စနေတူတူဆက်ပြီးရောရိုက်ထားလေးကြည့်ကြမယ်နော်ဖက်ပြောင်းရခဲ့တဲ့ဗီဒီယိုလေးတွေပဲဖြစ်ပါတယ်အဆုံးကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဆက်ဆက်ဒီလိုလေးကိုတော့ကြားရဆိုရင် like and follow လေးလုပ်တော့မင်းနဲ့နော်